စနေပညာဘာသာရဲ့ဝါသနာပါသူညီကိုမောင်နှမပေါင်းမင်္ဂလာပါကျွန်တော်အခုသင်ပြပေးမယ့်သင်ခန်းစာကတာယာကျိုးသချင်းရဲ့သင်ခန်းစာနံပါတ်1သင်ခန်းစာနံပါတ်2ကပထမနံပါတ်1မှာတော့ဘာလာခဲ့လဲဆိုတော့တာယာဆိုတဲ့စာသားလေးနဲ့စတယ်နော်ပြန်ကျွန်တော်ဒီရှေ့ကနေတီးပြပေးမယ်ဒီလိုနှစ်ခေါက်တီးခဲ့တာဖြစ်ပါတယ်ဒီမှာဆုံးထားတယ်အဲ့တော့တာယာမြည်လေကြီးဆိုပြီးဆိုကျွန်တော်တီးခဲ့တာအခုကျတော့ချီခင်စွတ်ကေကမြူးတယ်ကိုဆိုတာလေးကျွန်တော်တီးမှာဖြစ်တယ်ချီခင်စွတ်ကေကမြူးတယ်ကိုကျွန်တော်ဘယ်လိုတီးမလဲဆိုတော့ဒါလေးသင်ပြမှာဖြစ်ပါတယ်အဲ့တော့ဘာတွေတီးလိုက်တာလဲဆိုတော့ကျွန်တော်ငကိုတုံးကကျွန်တော်တို့တန်မိတ်ထုပြီးတော့ဒီဘက်ကိုရောက်ထားတဲ့လက်တီကနေလက်ကလေး၅ပေါက်ကိုရောက်လာပါတယ်ဘယ်ဘက်လက်ကလေး၅ပေါက်ညာဘက်တည်းကဒီတိုင်းမထားတယ်လုံးဝနေရာမရွေ့ပါဘူးဒီတိုင်းပါပဲအဲ့တော့ဒါကို၅ပေါက်ဇုံတီးလိုက်တာဖြစ်တယ်၅ပေါက်ကိုဇုံဘာနဲ့ပါလဲလက်တကြွယ်နဲ့လက်ကလေးညာဘက်လက်တကြွယ်ဘယ်ဘက်လက်ကလေးဇုံတီးလိုက်ပါတယ်ဇုံပြီးရင်ကျွန်တော်တို့ဒီတစ်ခါလက်မသွားမှာဖြစ်တယ်လက်မနဲ့ဇုံပြန်တွဲတယ်လေးလုံးတွဲပါလေးလုံးတွဲဖြစ်တယ်အဲ့တော့ဒီလိုဖြစ်တော့ပါတယ်ဒီလိုဖြစ်ပါတယ်ရပြီအဲ့တော့ရှေ့ဆက်ကြစို့ဘာလုပ်လိုက်တာလဲလက်ကလေးညာဘက်လက်ကလေးနဲ့ဘယ်ဘက်လက်ညို့6ပေါက်နဲ့4ပေါက်ကိုဇုံရဲလိုက်တာဖြစ်တယ်ပြန်ကြည့်ပါဦးဒီလိုဖြစ်တော့ပါတယ်အဲ့တော့ဒါလေးကဇုံရဲပြီးမှလက်ညို့က9တန်းကိုထောက်လိုက်တာပေါ့ပြန်ကြည့်ပါဦးဒီလိုဖြစ်ပါတယ်ပြန်ကြည့်ပါဦးပြီးရင်တရံဒီမှာဖြစ်တယ်တရံဒါလေးပါပဲတရံတစ်ခေါက်ထည့်တီးလိုက်တာပါလက်ကလေးလက်မတရံပေါ့အဲ့ဒါကိုဆက်ကြစို့ဒီလိုလေးဖြစ်ပါတယ်ပြန်ကြည့်ပါဦးအဲ့ဒါပြီးတာနဲ့ကျွန်တော်တို့ဟောဒီလက်တွေကနေပြီးတော့ဒါလေးဒီမှာဖြစ်တယ်အဲ့တော့လက်ညှိုးနှချောင်းစုံဒီလိုဖြစ်တယ်လက်ညှိုးနှချောင်းစုံတခါလက်မလက်ကလေးစုံဘာတွေလဲဆိုတော့9တန်ရယ်4ပေါက်ရယ်စုံပြီးရင်တန်မှန်နဲ့5ပေါက်စုံအဲ့ဒါကိုဒီလိုတီးလိုက်တာဖြစ်တယ်ရပြီပြန်ကြည့်ပါဦးရှေ့ရနဲ့ပေါင်းမယ်ဆိုရင်ဒီလိုဖြစ်ပါတယ်ပြန်ကြည့်ပါဦးအဲ့ဒါပြီးတာနဲ့ရှေ့ဆက်ကြစို့တေးဘီဆိုတာလေးကိုတီးမှဖြစ်တယ်လက်တန်းကလည်းအစင်းသင်းရှိနေတယ်၄ပေါက်ဟောဒီဘက်ကလက်ကလေးကလည်းဘယ်ဘက်ကလက်ကလေးကလည်းအသင်းရှိနေတယ်၅ပေါက်ဒါကိုတေးဘီဆိုပြီးရိုက်လိုက်တာဖြစ်တယ်တေးဘီပြောင်းဆိုတာရိုက်မှဖြစ်တဲ့အတွက်ပြီးရင်တော့ကျွန်တော်တန်မိတ်ထုမှဖြစ်တယ်ပြောင်းဒီလိုတီးလိုက်တာဖြစ်တယ်ဘာတွေလဲ6ပေါက်နဲ့5ပေါက်နဲ့2ပေါက်ပါ5ပေါက်နဲ့2ပေါက်ကိုဇုံရိုက်ပြီးထွက်မှာဖြစ်ပါတယ်ဒါလေးပါ5ပေါက်2ပေါက်ဇုံပြီးရင်5ပေါက်ကိုလက်ညှိုးကအသင်းရှိတယ်ပြီးရင်ဒီဘက်ကလည်း2ပေါက်ကိုတမိတ်ထုတယ်ပြီးရင်ဒီကပြန်ပိတ်တယ်အဲ့တော့ပြန်ကြည့်အောင်ပါဒီလိုဖြစ်တော့ပါတယ်ပြန်ကြည့်အောင်အစအဆုံးဒီလိုဖြစ်တော့ပါတယ်နောက်တစ်ခေါက်ကြည့်ပါဦးမယ်ဒီလိုဖြစ်ပါတယ်အဲ့တော့စူးစမ်းလေ့ကျင့်ကြည့်ပါဦးသင်ခန်းစာဒီထိပါ